ဘူတန်နိုင်ငံကစီရီတွေကတခြားနိုင်ငံကစီရီတွေလိုပရမစ်ပုံအခုံးပုံမဟုတ်ဘဲနဲ့လေးတောင်ပုံစံတွေများပါတယ်။စီရီတွေကိုအင်္ဂလိပ်လို stupa လို့ခေါ်ကြပေမဲ့ဘူတန်ကစီရီတွေကိုတော့ croton လို့ခေါ်လို့ရှိပါတယ်။ဘူတန်ရဲ့ရောက်ချင်းနေ့ကမြို့တော်တင်ဖူးကနေပူနာခါမြို့စီအသွားမြစ်ဆုံတစ်ခုမှာမတူညီတဲ့စီရီပုံစံ၃မျိုးကိုတန်းစီပြီးတည်ထားတာတွေ့ခဲ့ရပါတယ်။ဘူတန်မှာကဒီလိုစီရီပုံစံ၃မျိုးကိုတွေ့ရလေးရှိတယ်လေ။စီရီတွေကိုဘူတန်ပုံစံအပြင်နီပေါပုံစံတိဘက်ပုံစံမှာတည်ထားလေးရှိပါတယ်။ဘူတန်ပုံစံစီဒီကစတူယန်လိုတောင်းမန်စတူကန်လိုလေးတောင်ကြောက်တိုင်ပေါ်မှာအမိုးလိုရှိနေပြီးတော့ထိတ်မှာအချုံရှိနေတတ်ပါတယ်။တိဘက်စတိုင်ကလည်းလေးတောင်ပေါ်မှာအခုံးပုံရှိပေမဲ့အပေါ်ကိုကားသွားတဲ့အခုံးပုံစံမျိုးပါ။နီပေါစတိုင်စီဒီကတော့အခုံးပုံမှာပဲပထူတော်လိုမျိုးလို့ပြောလို့ရပါတယ်။လေးဘက်လေးတန်မှာတော့ဗုဒ္ဓရဲ့အလုံးစုံသိမြင်နိုင်တဲ့မျက်လုံးပုံရွေးဆွဲထားလေးရှိကြပါတယ်။